မင်္ဂလာပါရှင်ဒီနေ့ကညီမ Golden City မှာရှိတဲ့ကုမ္ပဏီတစ်ခုကိုအာတီကာတိုက်တူကားလေးအငှားလာချပေးရပါလက်ရှိဒီကုမ္ပဏီကပဲပေါ့နော်အာတီကာတိုက်တူတစ်စီးထက်လို့တယ်လက်တွဲလုပ်ချင်တဲ့အကောင့်အနာတွေညီမတို့တစ်ချက်လောက်ဆက်သွယ်ပေးပါနောက်စားတော့ညီမကဒီကားပုံ model engine power တစ်ချက်ကြည့်ပြီးတော့မှဈေးနှုန်းလေးအတိအကျပြန်ပြောပေးမယ်ကားကလည်းအနေထွက်တာမျိုးလည်းမရှိဘူးကားသုံးတာလည်းသူတို့အဆင်ပြေတယ်အဲ့ဒီအတွက်ကြောင့်မလို့ညီမတို့တွေကဒီနောက်ထပ်သူတို့ကုမ္ပဏီကလိုတဲ့ကားလေးတစ်စီးထပ်ရှာပေးနေရတာပေါ့နော်သူတို့လိုတာကတော့ဘယ်မောင်းတွေကပဲလိုတာအာတီကာလည်းရတယ်ဒီစီရက်လည်းရတယ်အဲ့လိုမျိုးပေါ့နော်အဆင်ပြေတဲ့ကားလေးပေါ့ဘယ်မောင်းတွေကဖြစ်အဆင်ပြေတယ်တကယ်လို့ညီမတို့ကားရန်တယ်နဲ့လက်တွဲလောက်ကင်လို့တဲ့အုံနာများရှိလို့ရှိရင်ညီမကဖုန်းနံပါတ်သို့မဟုတ် Viber ကိုတစ်ဆင့်ဆက်သွယ်ပေးလို့ရတယ်ကားစင်းနှုန်းလေးညီမတစ်ချက်လောက်ပြန်ပြောပြပါမယ်ရှင့်